အားလုံးမင်္ဂလာပါ Daily Survey YouTube Channel ကိုကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်ကတော့ How to Store Over Thinking ဆိုတဲ့အတွေ့လိုချင်းစာအုပ်ရဲ့အကြောင်းကိုကျွန်တော်ဖတ်ပြချင်ပါတယ်။ကိုယ်ပေါ်မှာရင်းပါတဲ့အရာတွေကိုအရင်စိတ်ပူပြီးအလုံးစုံစဉ်းစားနေတဲ့သူတွေနောက်အတိတ်နဲ့အနာဂတ်အကြောင်းအရာတွေကိုအရင်စိုးရင်ပူပန်အရင်တွေးပြီးစိုးရင်ပူပန်လုံးတဲ့သူတွေရှိရင်ဒီဗီဒီယိုဆက်ကြည့်ကြည့်ပါ။ဒီစာအုပ်ရဲ့အကြောင်းကတော့ကျွန်တော်တို့ပေါ်ရတဲ့အတွေးလွန်နေုံနဲ့တော့ပြီးဖြစ်လာမှာမဟုတ်ပါဘူးတဲ့။လှုပ်ဆောင်မှုကနေပဲကျွန်တော်တို့ရဲ့ပြည်ထန်တွေကိုဖြည့်ရှင်းပေးနိုင်ပါတယ်။အရန်အတွေးလွန်ပြီးတော့အရန်စိတ်တွေတွေးလွန်နေမယ်ဆိုရင်ကျွန်တော်တို့ကအရေးမပါတဲ့ຢာတွေကိုပဲအာရုံစိုက်မိနေပြီးကျွန်တော်တို့ကဘာမှအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်မို့တွေးလွန်ရင်းတဲ့လှုပ်ဆောင်မှုကပို့ပြီးတော့အရေးကြီးပါတယ်။ကောင်းတဲ့ຢာတွေပေါ်မှာအာရုံစိုက်ပြီးကောင်းတဲ့ຢာတွေကိုပို့ပြီးတော့အာရုံစိုက်တင်တယ်လို့အကြံပြုထားပါတယ်။ကျွန်တော်တို့ရဲ့အတွေ့အကြုံရှင်းလင်းပြသမှုဆောင်ခြင်းပေးတင်နေတဲ့အတွေ့အကြုံကရှင်းလင်းမှုဖြစ်တင်တယ်ရှုပ်ထွေးမှုမဖြစ်တင်ဘူးတဲ့တင်နေတဲ့အကြောင်းအရာတစ်ခုကိုထပ်ခါတွေးဖို့မလိုအပ်ဘူးတဲ့မတူညီစွာတွေးဖို့ပဲလိုအပ်တယ်တဲ့အဲ့ဒါမှပဲကျွန်တော်တို့အတွေ့အကြုံအထောက်အကူဖြစ်မှာပါဟိုဘက်နဲ့ကျွန်တော်ထပ်ခါဒီတူညီတဲ့အတွေ့အကြုံပဲထပ်ခါတွေးနေမယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ပဲစိတ်ဆင်းရဲရပါလိမ့်မယ်တဲ့မတူညီတာဘယ်လိုမကောင်းတဲ့အတွေ့အကြုံကိုရှိမှဝင်နေပြီဆိုရင်ဟိုကောင်းတဲ့ဘက်ကနေပြန်ပြီးတွေးကြည့်တာမျိုးပေါ့မတူညီစွာတွေးဖို့ပဲလိုပါတယ်တဲ့ဖြည့်ရှင်းနေတာမဟုတ်ဘဲနဲ့ဒီအတွေ့အထဲမှာပိတ်မိနေတာကိုသတိထားဖို့လိုအပ်ပါတယ်တဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံကျွန်တော်တို့အထောက်အကူမဖြစ်ပဲအန္တရာယ်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံကိုဒီတခြားအရာပေါ်မှာအာရုံကြောင်းပြီးအသက်ဝါရှူတာမျိုးလမ်းလျှောက်တာမျိုးလုပ်တင်ပါတယ်လို့အကြံပြုထားပါတယ်မိတ်ဆွေတွေလို့ YouTube ပေါ်မှာဒီလိုစာပေတို့ကြည့်ကျင်နားဆင်နေတယ်ဆိုလို့ရှိရင်တော့ YouTube channel ကို subscribe လုပ်ခဲ့လို့ရပါတယ်ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်